PUBG ရဲ့အရှိကောက်ကတော့ Player Unknown Battleground ပဲဖြစ်ပါတယ်။ဒီမှာလိုဘာသာပြန်မယ်ဆိုရင်တော့ကစားသမားမသိရတဲ့စစ်မြေပြင်များလို့ထိပေးရပါတယ်။ Runner Gui လို့ခေါ်တဲ့လူတစ်ယောက်ကဂျပန်ရုပ်ရှင်ဖြစ်တဲ့ Veteran ကိုကြည့်ပြီးတော့အဲ့ဒီစကားတွေကလိုမျိုးအပြင်မှာလက်တွေ့ဆန်တဲ့ game တစ်ခုကိုဖန်တီးကျင်တဲ့စိတ်ကနေစတင်ခဲ့တာဖြစ်ပါတယ်။2019ခုနှစ်မှာ PUBG ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့2018ခုနှစ်မှာတော့တန်းဆန်ကမိုဘိုင်းဖုန်းတွေစီကိုစတင်သယ်ဆောင်လာခဲ့ပါတယ်။ Player တိုင်းပြောနေကြတဲ့ဝနာချစ်ကေးဒနာဆိုတာရှေ့ခေတ်လောင်းကစားဝိုင်းနေရတဲ့ဆင်းသက်လာတဲ့စကားတစ်မျိုး။တကယ်၍ဒီလောင်းကစားဝိုင်းနိုင်ခဲ့မယ်ဆိုရင်ညမှာစက်သားစားဝဲလုပ်လို့ရပြီဆိုတဲ့အတိတ်ပဲ။ခုချိန်မှာဆိုရင်တော့အဲ့ဒီစကားက Player တွေအတွက်အောင်ပွဲခံတဲ့စကားတစ်ခုဖြစ်တယ်လို့ PUBG ကလည်းဝါသနာတစ်ခုထပ်ပေါ်တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လာပါတယ်။ PUBG Mobile World Cup နဲ့ Global Championship တို့လိုပြိုင်ပွဲတွေကဒေါ်လာနဲ့ချီပြီးတော့စုကြီးတွေကိုပေးပါတယ်။2025ခုနှစ်မှာဆိုရင်တော့မြန်မာကိုစားပြုအသင်းဖြစ်တဲ့တနည်းအားဖြင့် YG လို့ခေါ်တဲ့ရန်ကုန်ဂလက်တီကိုအသင်းက PUBG Mobile World Cup ကိုထိုက်တန်ပဲရရှိခဲ့ပါတယ်။ရန်ကုန်ဂလက်တီကိုအသင်းရဲ့ Player ၄ယောက်ကတော့ရိုမီယိုလို့ခေါ်တဲ့ခန့်စော်ဟိန်း၊မာနက်လို့ခေါ်တဲ့ဆောင်းဝေဖြိုး၊စမိုင်းလို့ခေါ်တဲ့ဆောင်းဝန်းမောင်၊စိတ်ကလောက်လို့ခေါ်တဲ့ကောင်းခံအောင်လို့ပဲဖြစ်ပါတယ်။ YG အသင်းရဲ့စုကြီးတွေကတော့ USD ဒေါ်လာ5,480,000ဖြစ်ပါတယ်။ဒေါ်လာကိုမြန်မာငွေ2099ကျပ်နဲ့တွက်မယ်ဆိုရင်တော့မြန်မာငွေဒီလောက်ရှိပါတယ်။ဆိုတော့လူကြီးတွေကိုကျွန်တော်နားလည်သိချင်တာကဒိန်းစော်တိုင်းလူငယ်တွေပျက်စီးနေတာမဟုတ်ဘူးဆိုတာပါပဲ။ခုလက်ရှိ YG ဆိုရင်ဘာ PUBG တမိုင်းမှာရောမြန်မာ PUBG တမိုင်းမှာရောထာဝရထင်ကြံနေခဲ့မယ်အတင်းသတင်းဖြစ်ပါတယ်။လူကြီးတွေအနေနဲ့လူငယ်တွေကိုနားလည်ပေးဖို့လိုအပ်တယ်လို့လူငယ်တွေအနေနဲ့လည်းလူကြီးတွေရဲ့နားလည်မှုကိုလွဲသုံးစားမလုပ်ပဲကြိုးစားဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။